မင်္ဂလာပါတတမီမီတို့ရေဒီတစ်ပတ်တီပြောပြမဲ့ပုံမြင်လေးကတော့နီနီနဲ့ကစားဝဲဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ငါပေါ့ကွယ်ပုပ်ပါတောင်ကြီးနားကရွာလေးတရွာမှာနီနီလို့ခေါ်တဲ့အသက်9နှစ်အရွယ်ကလေးမလေးတစ်ယောက်ရှိတဲ့ကွယ်နီနီကအသားလေးညူညူမျက်လုံးလေးဝိုင်းဝိုင်းလေးနဲ့တကယ်ချစ်စရာကောင်းတဲ့ကလေးလေးပေါ့ကွယ်ဒါပေမဲ့နီနီကတခါတရံမှာသူ့တငယ်ချင်းတွေကိုအနိုင်ကျင့်တတ်တဲ့ကွယ်ဒီနေ့မှာတော့သူတို့เจ้าမှာပြိုင်ပွဲတစ်ခုပြုလုပ်တဲ့ကွယ်ပြိုင်ပွဲလေးကအဖွဲလိုက်ပြန်ရတဲ့ပြိုင်ပွဲဖြစ်ပြီးတော့အကောင်လေးတွေကိုကဲတင်ခြင်းဆိုတဲ့ကစားပွဲဖြစ်ပြီးတော့သူတို့အဖွဲမှာတော့နီနီရဲ့ကိုရဲ့မောင်မောင်နဲ့ဖြူဖြူတို့အတူတူပါဝင်ကစားကြတယ်တဲ့ကွယ်အဲ့ဒီကစားပွဲမှာနီနီကခေါင်းဆောင်လုပ်ပြီးငါကတော်တယ်ငါကခေါင်းဆောင်လုပ်မယ်ဆိုပြီးတော့သူ့တငယ်ချင်းတွေကိုကစားခွင့်မပေးဘဲနဲ့ကိုကစားရမယ့်နေရာမှာလေနီနီပဲကစားတယ်မောင်မောင်ကစားရမယ့်နေရာရောက်တော့လေနီနီပဲကစားပြန်တယ်ဖြူဖြူနေရာကိုတော့သူဝင်ကစားလို့မရတဲ့အတွက်ဖြူဖြူကဝင်ကစားလို့ရတဲ့ကွယ်သူတို့ကစားရတဲ့ကစားပွဲလေးကပေးထားတဲ့အချိန်တွင်းမှာအကောင်လေးတွေကိုရေထဲကနေကဲတီးပြီးသူတို့ရဲ့နေအိမ်ကိုပြန်လိုက်ပို့ပေးရတဲ့ကစားပွဲလေးဆိုတော့အဖွဲ့ဝင်တွေအားလုံးစီလုံးလုံးညညညညနဲ့တပြိုင်တည်းလုံးမအမြန်ဆုံးပြီးတော့အနိုင်ရမှာပေါ့ကွယ်ဒါပေမဲ့နီနီကကစားဝင်တစ်ချောင်းလုံးမှာသူတယောက်တည်းပဲကစားဝဲမှာစော့နေတဲ့အခါကျတော့ကျန်တဲ့အဖွဲ့ဝင်တွေခင်ဗျာလုတ်ခွင့်မရရှာဘူးပေါ့ကွယ်အဲ့ဒါနဲ့ပဲအဆုံးမှာတော့သူတို့အဖွဲ့ဟာအနိုင်မရခဲ့ပဲနဲ့ရှုံးခဲ့ရတဲ့ကွယ်အနိုင်ရခြင်းစိတ်နဲ့ပြိုင်ပွဲမှာသူတယောက်တည်းစော့ခဲ့တဲ့နီနီဟာပြိုင်ပွဲမှာရှုံးနေသွားလို့ငိုတဲ့ကွယ်ဒီတော့နီနီတို့ရဲ့အုတ်ထင်းသူဆရာမလေးကလေးလေးနက်နက်နဲ့နီနီကိုဒီလိုပြောပြတဲ့ကွယ်နီနီကအနိုင်လူချင်းစိမ့်နဲ့အခြားသူတွေရဲ့အခွင့်အရေးကိုလူယူပြီးတော့တကူကောင်းဆန်တဲ့စိတ်နဲ့လုပ်ခဲ့တဲ့အတွေ့ဒီပွဲမှာသမီးရှုံးနေသွားရတာပေါ့ကွယ်နီကသမီးလေးကတော်ရှာတယ်တခြားသူတွေကိုအနိုင်ကျင့်ပြီးတကူကောင်းဆန်လိုက်တဲ့အတွက်အားလုံးပင်ပန်းပြီးတော့ပြိုင်ပွဲမှာမအောင်မြင်မှုဖြစ်သွားတာပေါ့ကွယ်အဲ့တော့သမီးကကိုချင်းစာစိမ့်နဲ့စီလုံးလုံးချစ်ခင်တငယ်ချင်းတွေအတူတူနဲ့ကစားရရင်ပျော်ရွှင်ပြီးအနိုင်ရမှာပေါ့ကွယ်လို့ပြောပြတဲ့ဆီယာမရဲ့စကားကိုကြားပြီးနီကတေချာစဉ်းစားနေတဲ့ကွယ်ငါကကိုနဲ့မမောင်တို့ရဲ့နေရာကိုဝင်းပြီးတော့ကစားလိုက်တော့သူတို့မျက်နှာလေးတွေဟာစိတ်မကောင်းတဲ့မျက်နှာနဲ့ဖြစ်နေတာကိုငါကမတွေးလိုက်ဘူးအခုမှပြန်စဉ်းစားမိတော့သူတို့ရဲ့မျက်နှာလေးတွေဟာဝဲနေတဲ့ပုံစံတွေဖြစ်နေပါလားငါစိတ်ထဲမကောင်းလိုက်တာငါတကူကောင်းဆန်မိပါလားငါကြောင့်သူတို့တွေရောစိတ်မကောင်းဖြစ်ရတယ်ပြီးတော့ငါတို့လည်းပဲတစ်ဖွဲ့လုံးစုံရတာပဲဆိုပြီးတော့နောင်တရသွားတဲ့ကွယ်နောက်တနေ့ကျောင်းကိုရောက်တဲ့အခါကျတော့နီကကိုရဲ့မောင်မောင်ရဲ့ဖြူဖြူတို့ရဲ့လက်ကိုဆွဲပြီးတော့အခုလိုပြောလိုက်တဲ့ကွယ်တငယ်ချင်းတို့ရေမနေ့ကငါမသွားပါတယ်ငါတကူကောင်းဆန်ပြီလို့ငါတို့အဖွဲရှုံးခဲ့ကြတာကိုငါတေချာသိလိုက်ပါပြီဟာငါတောင်းပန်ပါတယ်တငယ်ချင်းတို့ရာဒီနေ့ပွဲတော့ငါတို့အတူတူကစားပြီးနိုင်အောင်လုပ်ကြမယ်နော်လို့ပြောပြလိုက်တဲ့ကွယ်
အဲ့ဒီနေ့ပြိုင်ပွဲမှာတော့နီနီတို့တငယ်ချင်းလေးယောက်ဟာစီစီလုံးလုံးချစ်ချစ်ခင်ခင်နဲ့အပေးယူမျှမျှနဲ့ပူပေါင်းပြီးတော့ကစားကြတဲ့အတွေ့အနိုင်လေးရပြီးတော့အားလုံးပျော်ရွှင်ကြွားကြတဲ့ကွယ်အနိုင်ရတဲ့အဖေကိုသူတို့ဆီယာမကဂုဏ်ပြုစုပြီးတော့အမှန်တကယ်အနိုင်ရတဲ့သူဆိုတာကတငယ်ချင်းတွေကိုကိုချင်းစာစိမ့်နဲ့ချစ်ချစ်ခင်ခင်ပြောဆိုဆက်ဆံပြီးတော့စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့လုံနိုင်တဲ့သူမှသာတကယ်အနိုင်ရတဲ့သူပေါ့ကွယ်လို့ပြောပြတဲ့ကွယ်အဲ့ဒီနေ့ကစားပြီးနီနီဟာဘယ်သူကိုမှအနိုင်မကျင့်တော့ဘဲနဲ့အားလုံးအပေါ်မှာကိုချင်းစာတရားထားပြီးအမြဲတမ်းပြုံးပြုံးရွှင်ရွှင်နဲ့တငယ်ချင်းတွေကိုကူညီဖေးမတတ်တဲ့သူဖြစ်နေသွားတော့တဲ့ကွယ်တတမီမီတို့ရေဒီပုံမြင်လေးကိုနားထောင်ပြီးတော့တငယ်ချင်းတွေပေါ်မှာအနိုင်ကျင့်ရင်ကိုယ်တိုင်ရောအခြားသူတွေရောထိခိုက်ရတယ်ဘယ်သူကိုမှအနိုင်မကျင့်မဲတငယ်ချင်းတွေကိုဦးစားပေးပြီးကိုချင်းစာတရားထားမှသာကိုယ်တိုင်ရောအခြားသူတွေရောစိတ်ချမ်းသာပျော်ရွှင်မယ်ဆိုတာနားလေသဘောပေါက်ပြီလို့တီယုံကြည်တယ်နော်တမီမီတို့တွေလည်းကိုယ်တငယ်ချင်းတွေနဲ့အတူတူချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့ပျော်ပျော်ရွှင်ရွှင်နေသွားကြပါလို့တီကမှာကြရင်းနဲ့နောက်ပတ်မှာပြန်လည်ဆုံတွေ့ကြမယ်နော်